အမျိုးသမီးတိုင်းရဲ့ဖုန်းထဲမှာရှိကိုရှိနေရမယ့် application တစ်ခုအခမဲ့အသုံးပြုလို့ရပြီးတော့မြန်မာဘာသာနဲ့ရောအင်္ဂလိပ်ဘာသာစကားနဲ့ပါအသုံးပြုနိုင်မယ် iOS တွေမှာရော Android တွေမှာပါလွယ်ကူလျင်မြန်စွာ download လုပ်ပြီးတော့အသုံးချနိုင်တယ်အဲ့ဒါလေးကဘာ app ကလေးများဖြစ်မလဲအဲ့ဒါလေးကတော့မြန်မာအမျိုးသမီးတိုင်းအတွက်ကျန်းမာရေးအဖို့မို့ရှုရကနေပြီးတော့ထပ်မံမွေးဖွားလာတဲ့ရှုရ Care Period Tracker application လေးပဲဖြစ်ပါတယ်ရှုရလို့ပြောလိုက်ရင်တော့မြန်မာအမျိုးသမီးတွေနဲ့တိတ်ပြီးတော့စိမ့်ကြမှာမဟုတ်ဘူးရှုရအမျိုးသမီးလစဉ်သုံးတဲ့မိမကိုတန့်စင်ဆေးရည်လေးတွေက73နှစ်ကြာရက်တည်လာတဲ့ Premium Quality အကောင်းဆုံးထုတ်ကုန်တွေဖြစ်တယ်ခိုင်မာတဲ့ကျန်းမာရေးထောက်ခံချက်တွေလည်းရရှိထားတယ်ထူးခြားချက်ကလေရှုရကတစ်ခါပဲသုံးကြည့်ရှုရကိုပဲဇက်တိုက်ဆက်ပြီးရွေးချယ်ဖြစ်မှာသိကြတယ်ဒီအပြင်မြန်မာအမျိုးသမီးတွေအတွက်အကျိုးပြုလုပ်ငန်းတွေကိုလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့တက်ကြွစွာပါဝင်ခဲ့တဲ့ brand တစ်ခုလည်းဖြစ်တယ်ဒါဆိုရင်အမျိုးသမီးရဲ့ဖုန်းထဲမှာရှိကိုရှိရမယ်ရှုရကဲ app ဆိုတာဘာလဲဘလို့အသုံးပြုရမလဲဆိုတာလေးတွေကိုအခုကစပြီးတိတိကျကျလေးရှင်းပြပေးသွားပါတော့မယ်ရှုရကဲ period tracker application လေးရဆိုရင်အမျိုးသမီးလေးတွေရဲ့လစဉ်ဓမ္မတာလာချိန်တိုင်းကိုမှတ်သားထားပေးပြီးကြိုတင်အသိပေးချက်တွေနဲ့အမျိုးသမီးတွေရဲ့နေ့စဉ်ကျန်းမာရေးဘဝကိုဂရုစိုက်ပေးသွားမှာဖြစ်ပါတယ်ရှုရကဲ app လေးကို download ရယူပြီး registration လုပ်ပြီးပြီဆိုတာနဲ့အမျိုးသမီးလေးတို့အတွက်အရန်ကိုအရေးကြီးတဲ့ period နဲ့ ovulation tracker လေးကိုအခမဲ့စတင်အသုံးပြုခွင့်ရမှာဖြစ်ပါတယ်ရှုရကဲ app လေးကိုမြန်မာဘာသာနဲ့ရောအင်္ဂလိပ်ဘာသာနဲ့ရောအသုံးပြုနိုင်ပြီးတော့အသုံးပြုတဲ့သူတွေအတွက်ဆိုရင်လည်းအရန်ကုန်မှာလွယ်ကူရိုးရှင်းအောင်မလို့စီစဉ်ပေးထားတာဖြစ်ပါတယ်app လေးကို download လုပ်ပြီးမြန်မာဘာသာလားအင်္ဂလိပ်ဘာသာလားရွေးမယ်တကယ်လို့ကို့မှာအကောင့်မရှိသေးရင်အကောင့်သစ်ဖွင့်မယ်အိမ်အောင်ရှိလားအိမ်အောင်မရှိလားဖြည့်မယ်ပြီးရင်ကိုယ့်ရဲ့နာမည်မွေးနေ့ဖုန်းနံပါတ်ကိုလေးချိန်ရာသီလာရင်နဲလားများလားစတာတွေကိုဖြည့်ဆွက်လိုက်ပါပြီးရင်တော့ကိုထားခြင်းနဲ့ password လေးကိုဖြည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ app လေးကိုလွယ်ကူလျင်မြန်စွာစတင်အသုံးပြုနိုင်ပါပြီရှုရခဲ app ကကွာအဓိကဘာတွေလုပ်ပေးရလဲဆိုလို့ရှိရင်မိန်းကလေးတွေရဲ့လစဉ်ရာသီလာတဲ့ရက်ကလေးတွေကိုမှတ်တမ်းတင်ထားပေးတာဒီအပြင်ကိုယ့်ရဲ့ရာသီစက်ဝန်းနဲ့နေ့ရက်တွေတိုင်းမှာကိုဘလို့ခံစားရလဲဆိုရယ်မှုတွေအထိပါမှတ်တမ်းတင်ထားလို့ရတာတကယ်လို့များကွာကိုကအလုပ်တွေအရန်ရှုပ်တဲ့သူမို့လို့ period လာရမယ့်ရက်ကြော်သွားပြီဆိုလို့ရှိရင်တော့မှလေရှုရခဲ app လေးကကြော်နေပြီနော်ရက်ကြော်နေပြီအဲ့လိုမျိုးလေး notification ပို့ပေးရမို့လို့ကိုယ်တိုင်မေးလျော့နေတဲ့ရက်တွေမှာဆိုရင်တော့မှရှုရခဲလေးကတော့တတိတရရှိနေမှာပါဒီထက်ပိုပြီးတော့အရေးကြီးတာကအမျိုးသမီးတွေကရာသီလာသလိုသားဥကြွေတယ်ဆိုတော့ ovulation ဖြစ်စဉ်လည်းအများကြီးဖြစ်လေးရှိတယ်ဒီ tracker လေးကကိုဝင်ဆောင်နိုင်ခြင်းမဆောင်နိုင်ခြင်းတွေနဲ့ပတ်သက်ပြီးတော့အရန်ကိုအရေးကြီးတယ် ovulation နေ့ရက်ကလေးတွေကိုလည်းတွက်ချက်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကို့အနေနဲ့ကကိုဝင်ဆောင်ကျင်တာပဲဖြစ်ဖြစ်အစအရာရာအဆင်မပြေသေးလို့ကိုဝင်မလိုချင်သေးဘူးဆိုရင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဓမ္မတာရက်နဲ့သားဥကြွေရက်ကိုတွက်ချက်ပြီးတော့ချစ်တဲ့သူနဲ့အတူတူရှိနေနိုင်မယ့်နေ့ရက်တွေကိုကြိုတင်တွက်ချက်တဲ့နေရာမှာလည်းအထောက်အကူတစ်ခုဖြစ်စေပါတယ်ကိုဝင်ကိုတားဆီးဖို့ရက်ရှောင်တဲ့နီးလန်းကိုအသုံးပြုတတ်သူတွေအတွက်ဆိုလို့ရှိရင်မရှိမဖြစ် download လုပ်ထားတဲ့ application မှာရှုရခဲ app ကဘလောက်ထိအောင်ဂရုစိုက်ပေးသေးလဲဆိုလို့ရှိရင်နေ့စဉ်အရေးကြီးတဲ့ရေတောက်ခြင်းကိုသတိပေးနိုင်တဲ့ water reminder အထိတောင်မှပါတာဒီအပြင်အမျိုးသမီးကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေနဲ့စောင်းပါးတွေကိုလည်းဖတ်ရှုနိုင်အောင်လို့စီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းထဲမှာမရှိမဖြစ်စောင်းထားရမယ့်ကျန်းမာရေး application လေးတစ်ခုပဲဖြစ်ပါတယ်အရေးအကြီးဆုံးအချက်ကတော့ဒီ tracking app လေးတွေကိုလစဉ်ကြေးတွေနှစ်စဉ်ကြေးတွေဒီလိုမျိုးသွင်းပြီးမှအသုံးပြုလို့ရတာမျိုးမဟုတ်ဘဲနဲ့လုံးဝအခမဲ့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်ဒါဟာမြန်မာအမျိုးသမီးတွေအတွက်မေတ္တာအရင်ခံတဲ့ရှုရရဲ့လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်ကိုတကယ်ချစ်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်တဲ့အမျိုးသမီးလေးတိုင်းရှုရခဲ period tracker လေးကို download လုပ်ဖြစ်အောင်လုပ်ထားကြပါလို့ပြောရင်းနဲ့ဒီ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်အစအနေအဆုံးထိကြည့်ပေးခဲ့ကြသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် vlog တွေမှာပြန်တွေ့မယ်နော်